ဟုတ်ကဲ့ပါနော်ခုဆိုတာနေဝင်လာပုံပြရပါဆိုတော့ဒါနေပါနော်ဒါခု လင်းထိုင်နေတာကျ ဝင်နေပါနော်ခုဆိုတာဝင်နေပါနော် ဒီတော့ရေးလိုက် ဝင်လာဖြစ်ပါတယ် အမလေးသိကြမ်းနေမှာပုံ ဒါဝင်နေပါနော်နေရ ဘုန်းကြီးကြောင့်ဒီကနားကိုတွေ့ရ ဟိုလေးပြကြပါမယ်ဒါကဝင်နေပြကြမှောင်သွားတော့မယ်ပေါ့နော်တိလိုက်တော့9မိနစ်10မိနစ်ပဲကြာတယ်ဝင်သွားရောဝင်သွားချင်ဒါ3လောက်မှောင်သွားမှာပေါ့နော်ဒါကအောက်ကလင်းနေပေါ့နော်ဒီမှာနော်ဒါရမရောတိန်နေတာရှုကေးပေါ့နော်အောက်ကဒါညောင်းကြီးပေါ့နော်ဟိုဘက်ကတော့ဝါမိုက်တယ်နေရတော့ဝင်သွားအမျိုးဆန္ဒတော့3မိနစ်တော့တက်ထိုးနေတာနော် ဟုတ်တယ်ဆောင်းရတက်တက် ဝင်ရပြီနော်ဟိုဘာလဲကိုအားလုံးဝင်မြင်ရမှာဆိုလို့ပေါ့နော်တချို့ရအကြောင်းဟိုအင်္ဂလိပ်ကျောင်းတော့ဘာလို့ပေါ့နော်အပြင်သွားနေလို့ဆိုတာမကြည့်ရဘူးပေါ့နော်နေဝင်တဲ့ဟာပေါ့နော်သေးစိတ်ကြည့်ရအောင်ပေါ့နော်ချဲ့ပြမယ်ပေါ့နော်ဆိုချဲ့ပြမယ်ပေါ့နော်နေရဝင်သွားရပေါ့နော်တဖြည်းဖြည်းနဲ့နေဆိုတာဖြည်းဖြည်းနဲ့ဝင်သွားပြီဟိုတော့နေရဒီကနေကြည့်ရမယ်ဆိုရင်တော့အသေးစိတ်မြင်ရတယ်ပေါ့နော်ဒီလူလာခဲ့ပါအလုံးဖိတ်ခေါ်ပါဟဲ့ဒါအောက်အသေးစိတ်နော်ဒါအောက်ရဲ့အသေးစိတ်မိုက်တယ်အောက်ရဲ့အသေးစိတ်ပဲနော်ဒီရခုစတော့ဝင်သွားပါပြီရမယ်ဘိုင်ဘိုင်နေဝင်သွားတော့နော်အားလုံးဘိုင်လိုက်ပြီပေါ့နော်